သစ္စာလေးပါးမသိသေးတဲ့ပုဂ္ဂိုလ်တွေဟာဖြစ်လျာဘဝမှာရောက်ရဘဝမှာသူများမျက်နှာကိုမော့မော့ကြည့်ပြီးတော့ဒီလိုကတော့တိတဲ့တိလိုက်တာကိုတိလျောင်တကားဆိုပြီးအမြဲတမ်းအောက်ကျနောက်ကျနေရတတ်တယ်အဲ့လိုတောင်ဟောတယ်မြတ်စွာဘုရားဥမာဘာနဲ့တူလဲဆိုလို့ရှိရင်တဲ့မြင်းကြီးရာမှာချထားတဲ့ဝါကွမ်းလေးတစ်ခုတောင်လေလာတာနဲ့မြောက်ဘက်လွန့်သွားမြောက်လေလာတာနဲ့တောင်ဘက်လွန့်သွားလေသိပ်ချမ်းစရာတောင်မလိုဘူးနော်လေလေးနည်းနည်းလှုပ်လိုက်တာနဲ့ကိုသူကမဖြစ်လို့ပြောက်ပြက်ခတ်နေပြီသူကဘာလေးတော့ဝါကွမ်းလေးကိုကျွတ်ပုထုဇဉ်တွေရဲ့စိတ်ကလည်းပဲဝါကွမ်းလေးပဲဘာထောက်ရတီယာမှမရှိဘူးဘာလေးနဲ့မှုမှမရှိဘူးရက်တီနိုင်မှုမရှိသေးဘူးဒါလက်တွေ့ခံစားတတ်စေခြင်းတဲ့ဘုံဘုံကခုကျွတ်တို့စိတ်တွေဖြစ်စဉ်ကြည့်ကြည့်လိုက်နော်ဖြစ်ခြင်းတယ်လို့ဖြစ်နေတာနော်စိတ်ကဟုတ်တယ်မဟုတ်လားစိတ်ကိုစိတ်ဝင်စားကြည့်စမ်းပါစိတ်ကကိုယ့်လက်ထဲမှာရှိတာလားစိတ်ရဲ့မြင့်မြတ်မှုယုံညံ့မှုဟာကိုယ့်လက်ထဲမှာရှိတာလားအာယုံလက်ထဲမှာရှိတာလားဆိုရင်စိတ်လက်ထဲမှာရှိအာယုံလက်ထဲမှာရှိတာတော့ကျွတ်တို့ကဒီစိတ်ကိုအာယုံလက်ထဲမရှိစေရဘူးငါရဲ့ဉာဏ်ရဲ့လက်ထဲမှာရှိအောင်ငါဖြစ်ခြင်းတယ်လို့ကောင်းတာလေးတွေဖြစ်အောင်လုပ်မယ်လို့ဒီစိတ်ပေါ်မှာပိုင်နိုင်မှုအရှိမြတ်စွာဘုရားအဲ့ဒါတွေကိုထောက်ပြတာပုထုဇဉ်ရဲ့အနေထားသစ္စာလေးပါးကိုမသိသေးတဲ့ပုဂ္ဂိုလ်ရဲ့အနေထားဒီလောက်ပဲရှိသေးတယ်ဘယ်လောက်လဲဝါကွမ်းလောက်ပဲရှိသေးတယ်နည်းနည်းလောက်လောကရန်လေးလှုပ်လိုက်တာနဲ့ခြေလက်ပါရမ်းသွားဟုတ်တယ်မဟုတ်လားမြေကြီးတဲ့ကို၈တောင်လောက်နဲ့အောင်တူးပြီးတော့စိုက်ထားတယ်မြေပေါ်မှာ၈တောင်လောက်ပေါ်နေတဲ့တကားတိုင်အဲ့ဒီတကားတိုင်ကြီးကတော့ရက်လေးမျက်လာကလေးကြိုက်တဲ့လောက်လားသူ့မှာတုံတယ်လှုပ်တယ်ဆိုတာမရှိဘူးတဲ့သစ္စာလေးပါးကိုသိပြီဟေ့ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ဟာတုံလှုပ်တယ်ဆိုတာမရှိဘူးလို့အဲ့လိုဟောတာသစ္စာလေးပါးကိုမသိသေးတဲ့ပုဂ္ဂိုလ်တွေရဲ့အနေအထားဟာကြောင်းမဲ့ဖို့ရကောင်းတဲ့အနေအထားမှာပဲရှိနေသေးတယ်ဆိုတဲ့အမှန်တရားကိုမြတ်စွာဘုရားကရိပ်မိဖို့ပြောပြတာဟုတ်လားယောဂီတို့အမြဲတမ်းကြားဘူးနေတဲ့တုတ်တန်တစ်ပုဒ်ရှိသေးတယ်လက်ညှိုးပေါ်မှာတကိုးတော်နဲ့မြင်မှုအနှဲငယ်တင်ပြီးတော့မဟာပရိမြေကြီးမှာရှိတဲ့မြင်မှုနဲ့ဒီလက်ညှိုးပေါ်မှာရှိတဲ့ဒီလက်သေးပြားပေါ်မှာရှိတဲ့မြင်မှုဘယ်ရာကများလဲလို့မြတ်စွာဘုရားမေးပြီးတော့ဟောတဲ့တုတ်တန်ဒေသနာနှစ်ပုဒ်ရှိတယ်ဘုရားဘုံဘုံဟောတာရှိတယ်လက်သေးပြားပေါ်မှာမြင်မှုများဆိုဟုတ်လားမဟာပရိမြေကြီးမှာရှိတဲ့မြင်မှုကမနှိုင်းရှင်လောက်အောင်များပြားလှပါတယ်ဗျာလို့လျှောက်တော်မြတ်စွာဘုရားအေးတဲ့သစ္စာလေးပါးကိုသိတဲ့ဉာဏ်ကိုရထားကြတဲ့ဒသနတမ္ပရာယအသိဉာဏ်အမြင်နဲ့ပြည့်စုံကြတဲ့သောတာပန်ပုဂ္ဂိုလ်ကိုကြည်ညွှန်းတာပါနော်သစ္စာလေးပါးသိထားကြတဲ့ပုဂ္ဂိုလ်တွေအတွက်အကုန်ခန်းသွားတဲ့ဒုက္ခဟာမဟာပရိမြေကြီးမှာရှိတဲ့မြင်မှုများတဲ့ဖွယ်အလွန်များလက်ကြံဒုက္ခဟာလက်သေးပြားပေါ်မှာရှိတဲ့မြင်မှုတဲ့ဖွယ်နည်းနည်းလေးပဲကြံတော့တယ်ဟောပုထုဇဉ်တွေကြတော့အဲ့လိုမဟုတ်ဘူးနော်သူ့ရဲ့အနာဂတ်ဒုက္ခကမျှော်မှန်းလို့မရဘူးလို့အဲ့လိုဟောတာဟုတ်လားတတ္တဝါတူတယောက်ကွယ်လွန်အိဋ္ဌာရောက်ပြီးတဲ့နောက်မှာကောင်းရမြတ်ရာကိုရောက်တဲ့တတ္တဝါဟာအလွန်နေတယ်ရုံညံ့တဲ့ဘဝကိုရောက်သွားကြတဲ့တတ္တဝါတို့တည်တာတယ်အလွန်များတယ်ဆိုတာကိုပြောတဲ့နေရာမှာလဲဒီဥပမာကိုပဲပေးဒါကြောင့်နခတိကသုတ်တံနှစ်ပုဒ်ဖြစ်ဟုတ်လားဒါပါတော့ဆိုတော့သစ္စာလေးပါးကိုမသိသေးသမျှဘုန်းဘုန်းတို့ရဲ့အနာဂတ်ဟာဘာမှပြောလို့မရတဲ့အနေအထားမှာပဲရှိနေတယ်